အားလုံးပဲမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကျွန်တော်ဒီနေ့ software လေးတစ်ခုလေးနဲ့မိတ်ဆက်ပေးမယ်ဒီ software ကလုံးဝဘောလုံးပွဲအစုံလင်းနေအားကစားတွေရုပ်ရှင်တွေအကောင်လုံးအစုံလင်းကြီးလို့ရမှာဖြစ်တယ်ဘောလုံးပွဲလည်းတော်တော်စုံလင်းကြီးလို့ရမှာဖြစ်တယ်အဲ့တော့ဒီ software မပြခင် software ဘယ်လို download ရမလဲဆိုတော့ Play Store တို့မဟုတ် Upload TV တဲ့ဟို Upload TV ကနေပြီးတော့ဒီ downloader ဆိုတဲ့ software လေးကိုdownပြီးတော့အဲ့ထဲကနေဒီ number လေးကိုမှတ်ထား6468112ဖြစ်တယ်အဲ့တော့ဒီမှာကိုနှိပ်လိုက်အဲ့ဒါဆို software download မှာဖြစ်တယ်ဘယ် software download မလဲဆိုတော့ဒီ IPTV Smarter Pro software လေး download မှာဖြစ်တယ်အဲ့ software လေးကနောက်ဆုံး version လေးဖြစ်တဲ့အတွက်ကိုဒီ AC IPTV software ကတော့ကျွန်တော်အကောင့်ထဲမှာတင်ပေးပြီးသားဖြစ်တယ်တချို့ customer တွေကဒီ software နဲ့ကြတော့ model နေတဲ့ customer တွေ sub model နေတာတို့ run နေတာတို့ version နေတဲ့ customer တွေကသုံးရတာနည်းနည်းလေးလို့ဒီကောင်ကနောက်ဆုံး version လေးဖြစ်တော့တော်တော်လေးပေါ့တယ်သုံးရတာအဲ့တော့ဒီ software လေးနဲ့ပြောင်းသုံးလို့ရတယ်ငါကိုအကောက်ဝယ်တုံထားတဲ့မိတ်ဆွေတွေကလည်းဒီ software ပြန်ပြောင်းသုံးလို့ရတယ်ဒီထဲမှာသူ့ထဲမှာလုံးဝဒီမှာ channel ဆိုလဲမိတ်ဆွေတွေကြည့်လိုက်ကျွန်တော်ထွေထူးမပြတော့ဘူးအကောက်ထဲမှာကျွန်တော်ဗီဒီယိုကတင်ပေးပြီးသားဖြစ်တယ်28000ကျော်တောင်ပါတယ်ဘောလုံးပွဲဆိုရင်လည်းလုံးဝအစုံလင်းပါတယ်လူကြီးကားတွေ discovery တွေကာတွန်းတွေအကုန်အစုံလင်းအောင်ပါမှာဖြစ်တယ်အဲ့တော့ဒီမှာ movie ဆိုရင်လည်းဒီမှာရုပ်ရှင်တွေ4,000 ကျော်ပါမှာဖြစ်တယ်အဲ့တော့ကျွန်တော်ရှိမှာလုံးဝဟို quality လုံးဝအစစ်အမှန်ကို Android ဘောက်အမျိုးအစားကောင်းကောင်းလေးတွေဝယ်ခြင်းရင်လည်းလုံးဝ quality အစစ်အမှန်ပစ္စည်းလုံးဝအစစ်အမခံပြီးတော့ရောင်းပေးတယ်အယောင်းငွေချေလေးပို့ပေးတယ် Viber ထဲမှာ Viber နဲ့ order လေးတင်လို့ရတယ်အကောက်ထဲမှာကျွန်တော်ဖုန်းနံပါတ်လေးတင်ပေးထားတယ်အယောင်းငွေချေလေးရတယ်အားလုံးကျေးဇူးပါ